ရှင်ဖျားမေကောမေရှောက်ခွင့်ပြုပါဗျာဒီရှင်ဖျားစတီထောင်ခဲတဲ့အချိန်ကနေပြီးတော့အခုချိန်ဒီပေါ့လေအခက်ခဲတွေအများကြီးနဲ့ကြော်ဖြတ်လာခဲ့ရတယ်ဆိုတာတပည့်တော်တို့သိရှိနားလည်ထားပါတယ်ဗျာဒီအခက်ခဲတွေအများကြီးကြော်ဖြတ်လာတဲ့အပေါ်မှာအရှင်ဖျားဘယ်လိုမျိုးနှလုံးသွင်းပြီးတော့ကြော်ဖြတ်တာလဲဆိုတာလည်းတပည့်တော်သိရှိမှတ်သားလိုပါတယ်ဗျာနောက်ပြီးဒီအခက်ခဲတွေအများကြီးနဲ့ဒီကြုံလာတဲ့အပေါ်မှာအရှင်ဖျားအနေနဲ့ဒီသာသနာ့ဘောင်ကနေမဟုတ်ဘဲနဲ့ဒီလူဒီလူဘဝကိုပြန်ပြီးတော့ဆောက်ခွာလို့တဲ့စိတ်မျိုးဖြစ်ခဲ့တယ်ဆိုရင်လည်းဒီစိတ်ကိုဘလို့လူသဘောရဆိုရင်တော့ motivation ယူပြီးတော့ပြန်လဲတိဆောက်နှလုံးသွင်းပါလဲဆိုတော့လည်းသိရှိလိုပါတယ်ဗျာယနေ့ချိန်ဒီတော့လူထွက်ရင်တခါမှတော့ဖြစ်သေးဘူးတကယ်ဥစဉ်သက်စာဆိုလို့ရတယ်အဲ့ဒါလေယနေ့ချိန်ဒီလူထွက်ရင်ကောင်းမလားဆိုတဲ့စိတ်မျိုးပေါ့နော်တခါမှမဖြစ်သေးဘူးမဖြစ်ဘူးပြောရမယ်ဆိုရင်တခါတော့အဲ့ဒီစာတင်သားဘဝတုန်းကအိမ်မက်တခါမတ်တယ်ဟိုလူထွက်တဲ့ပုံစံမျိုးတခါအိမ်မက်မတ်ဘူးတယ်ဥစဉ်လန့်လို့တာကြောက်တာလေဒီသင်္ကန်းကိုအရမ်းမြတ်နိုးတာသင်္ကန်းချွတ်လိုက်ရမှာကိုအလွန်တုံ့လောက်တာပေါ့နော်အိမ်မက်ထဲမှာတော့မခံစားနိုင်ဘူးအဲ့လိုဖြစ်တာအဲ့တော့ငါတကယ်မှထွက်သွားပြီလားဆိုကိုကိုသင်္ကန်းပြန်ဆန်းရတာပေါ့နော်အဲချွေးတွေတကယ်ဥစဉ်ဘဝမှာအိမ်မက်မတ်လို့ချွတ်ထတာအဲ့တခါပဲဖြစ်ဘူးတာအိမ်မက်မက်ခဲတယ်အိမ်သိမ့်မမိတ်တက်မမတ်တက်ဘူးအိမ်မက်မလေးမထနေတယ်ဆိုတော့အဲ့ဒီတခါစာသင်သားဘဝတော့တခါမတ်ဘူးတယ်ဆိုတော့ဘာဖြစ်လို့လဲမသိအိမ်မက်တစ်ခုမတ်တယ်မတ်တော့စိတ်ထဲမှာတော်တော်လန့်သွားတာရွှေတွေကိုပြန်လာလေအိမ်မက်မတ်ပြီးတော့ရွှေပြန်တယ်ဆိုတော့အဲ့တခါပဲဖြစ်ဘူးတယ်ဆိုလိုတာကတော့ယနေ့ချိန်ဒီကိုတော့မဖြစ်ဘူးသေးဘူးပေါ့နော်မဖြစ်ဘူးသေးဘူးအဲ့နောက်တော့မပြောတတ်ဘူးပေါ့နော်ဘုဒ္ဓဆင်ဆိုတော့ကျိုးတော့ကြိုးစားရတာပေါ့နော်အဲ့တော့ဆိုလိုတာကဘာလဲဆိုတော့ဦးဇင်းတို့သာသနာပြုတဲ့အခါမှာတရားအသိအရေးကြီးတယ်တရားမပါဘဲသာသနာပြုလို့မရအောင်ဟိုချိန်တာဖွင့်မှတရားလိုတာမဟုတ်ဘူးစာသင်တိုင်းဖွင့်တယ်တရားလိုတယ်ဦးဇင်းတို့မူဝါဒကပฏิပတ်တိမပါဘဲနဲ့သာသနာဘလို့မှမပြုလို့မရနိုင်ဒီအခက်ခဲလောကရန်တရားတွေကိုကြုံဒါကတော့လူတိုင်းရှိမယ်လေဒီလောကရန်တွေကိုဘလို့ဖြတ်ကျော်မလဲဆိုရင်တရားနဲ့ပဲကြိုးရတာပဲဦးဇင်းတို့ကဟိုစာသင်တိုင်းမရောက်ခင်ကတည်းကတရားကိုအတော်နဲ့အထုတ်ခဲ့တာကိုနော်အတော်နဲ့အထုတ်ခဲ့တာဆိုတော့တောထဲမှာရိတ်တာမှာပေါ့နော်ရိတ်တာတွေမှာလည်းတော်တော်လေးဝင်ခဲ့တယ်တောထဲမှာလည်းထိုက်လျောက်အထုတ်ခဲ့တော့ဒီတမာတိအချိန်အဟုံးပေါ့နော်ဒီတမာတိကအများကြီးယနေ့ချိန်ကြီးကဟိုပကတူပနေတရားပစ္စည်းနဲ့ကြီးစုပြုတာပေါ့နော်ယနေ့ချိန်ကြီးကဒီတရားရဲ့အစွမ်းပဲပြောရမှာပေါ့တော်ရုံတန်လောကနံကတော့မဖြုံဘူးပေါ့နော်ခံနိုင်ရည်ရှိတာပေါ့တရားရဲ့အစွမ်းအားကြောင့်အဲ့တော့ဦးဇင်းတို့သာသနာပြုတဲ့အခါမှာဆရာသမားတွေရဲ့အဆုံးအမတွေကအားဖြစ်တယ်နော်အဆုံးအမတွေကအားဖြစ်တယ်ဘလို့ခံယူချက်ထားလဲဆိုတော့ဦးဇင်းတို့ဟိုပစ္စည်းလေးပါအခက်ခဲပဲကြုံပေါ့နော်ဟိုတိုက်ခိုက်မှုတွေပဲကြုံပေါ့နော်ဝေဖန်မှုတွေပဲကြုံဒါမဖြစ်မနေကြုံရမယ့်ပြဿနာဒီနှစ်ခုပဲလေဝေဖန်တိုက်ခိုက်မှုတွေကြုံရမယ်နောက်ခုနကဒီပစ္စည်းလေးပါအခက်ခဲတွေကြုံရမယ်ဒီဟာတွေအားလုံးကိုဦးဇင်းတို့တမနာတင်ညာလို့ခေါ်တယ်ငါယဟန်ဆိုတဲ့စိတ်တစ်ခုတည်းနဲ့ဦးဇင်းတို့ဖြစ်ကြရတာပဲနော်ဦးဇင်းတို့ចောင်းစားလို့တော့ခါဘာမှမရှိဘူးလေဒီចောင်းစားတော့ကွင်းပြင်ကြီးပဲဒီလိုတစ်ပင်တွေလည်းဘာမှမရှိချုံမုတ်တွေပဲရှိတာအလွန်နေရလည်းအလွန်ပူတယ်ဖုံတွေကလည်းအလွန်ထတာဖုံအလွန်ထတယ်စာချမဲ့ចောင်းဆောင်မရှိဘူးအဲ့တော့ចောင်းစားလုပ်ကြတဲ့ကဦးဇင်းကတပည့်တွေကအော်တာပေးလဲတပည့်တို့ငါတို့ကသာသနာပြုရမယ်သာသနာပြုတယ်ဆိုတာအစဉ်အသင်းရှိလို့သာသနာပြုတာမဟုတ်ဘူးကွင်းပြင်ထဲမှာနေရမယ်ငတ်မယ်ပြတ်မယ်တခါပြောပြီးသားငတ်မယ်ပြတ်မယ်ငါတို့ဘာမှစိန်ခံစရာမရှိဘူးဒါပေမဲ့တို့မှဘာကုသိုလ်တွေတို့အများကြီးရမယ်နော်လိုက်မဲ့စာကြဘုံကြီး၅ပါးနဲ့လိုက်မဲ့စာသင်သား33ပါးတခါတည်းပြောထားပြီးသားတို့တွေဟာတိုက်ပွဲတစ်ခုဝင်ရတယ်လို့ပဲနော်ငတ်မယ်ပြတ်မယ်ပင်ပန်းမယ်ဆင်းရဲမယ်နော်အဲ့တော့နေဘူးလို့အသားမဲမယ်ပေါ့နော်အသားလည်းမဲမယ်မဘူးနဲ့အသားဖြစ်ချင်တဲ့ဘုတ်လိုက်လို့မရအောင်အသားလည်းမဲမယ်နော်နေဘူးထဲမှာနေရမယ်အဲ့တော့စွန့်ကောင်းကောင်းစားချင်မှစားရမယ်နော်အဲ့တော့ဒါပေမဲ့တို့တွေကတော့ပရိယတ်နဲ့ပฏิပတ်ကိုတော့လုံးဝလက်မလွတ်ဘူးဘလို့အချိန်လေးပဲရောက်စာချလုံးဝမပြတ်စေရဘူးခံယူချက်ကိုပြောပြတာနော်အဲ့ဒါဦးဇင်းတို့ဒီနေ့ရောက်တယ်နှစ်ပြန်စာချတယ်ပဲကျောင်းမပြည့်စုံသေးလို့ဆုံးမပြည့်စုံသေးလို့စာမချဘူးဆိုတာမရှိဘူးဒီနေ့ရောက်မနေ့ပြန်မိုးလင်းချက်ချင်းထမ်းမင်အောက်ကိုသွားဝါယုံအောက်ကိုသွားစာချပဲစာကြဘုံကြီး၅ပါးလုံးလုပ်ငန်းခင်တန်းဝင်ပဲဦးဇင်းတို့ခံယူချက်ကဘယ်ဒေတာကိုရောက်ဘလို့ပဲဖြစ်နေစာသင်စာချလုံးဝမပြည့်စေရဘူးဆိုတဲ့ခံယူချက်လုံးဝရှိတယ်နော်ခံယူချက်ရှိတယ်နော်အဲ့တော့ကျောင်းမရှိလို့စာမချလိုက်ရဘူးဆိုတာမရှိရအောင်ဆုံးမပြည့်အစင်မပြည့်လို့စာမချဘူးဆိုတာမရှိရအောင်ရှစ်သူတော်ကောင်းကြီးတွေကြည်လေနော်ဒုဗိခန္ဓရကက်အငတ်ဘေးဆိုင်တယ်ဒီဟိုမှာစနေနေ့တိနော်ဆုံးဖုံးပေးရအောင်ဗိုက်စားတယ်နော်ဒါပေမဲ့စာတင်စာချလုံးဝမပြတ်ဘူးနော်တဲတွေကိုရေစွတ်ပြီးတော့ဗိုက်ပေါ်မှာတင်တယ်ဝမ်းမီအေးအောင်လို့ဒီထုံးတွေကဦးဇင်းတို့ဟီးရိုးတွေပဲဒါတွေကဦးဇင်းတို့အားကြစရာအတုစရာတွေပဲတပည့်တွေကိုဒီဟာတွေကိုဦးဇင်းတို့ပြောပြထားတယ်အဲကြောင့်ဒုသာသနာပြုသွားတဲ့အခါမှာအခက်အခဲတွေကြုံလို့ရှိရင်မကြီးနဲ့နော်အလွန်ကုသိုလ်ပါရမီထူးတယ်
နော်အဲကြောင့်ဦးဇင်းတို့တိခံခြင်းလက်လာပါနဲ့ပတ်သက်လာရင်တိခံရမယ်မပြည့်စုံလို့အလုံးမလုံးအောင်ဆိုတာမရှိရအောင်ရှိတာနဲ့အလုပ်လုပ်ရမယ်ဆိုစိတ်ကိုမွေးတယ်နော်အဲ့အတွက်ကိုလည်းဦးဇင်းတို့ကကိုယ်တိုင်တရားအထုတ်တယ်လို့တပည့်တွေကိုလည်းတရားထိုင်ရတယ်စကြံဘုန်းကြီးတွေအားလုံးတရားထိုင်ခြင်းမပါဘဲနဲ့ဒီဟာတွေမကြော်နိုင်ဘူးလေဟုတ်တော့ဦးဇင်းတို့ဝီနီးတွေပြတ်ကြတယ်ဆိုတာတိမခံနိုင်လို့ဝီနီးပြတ်တာမပြည့်စုံဘူးကပ္ပိယတယ်လည်းအာကိုမရအောင်ကိုယ့်ဘာပစ္စံကင်လိုက်မယ်ဆိုတာစိတ်ဖြစ်လာတာဟုတ်လားတိခံနိုင်စိတ်မရှိလို့ကိုယ်တိုင်ဝင်စီမံတဲ့ဟာတွေဖြစ်လာတာနော်ကပ္ပိယဆိုတာကတော့ကိုစီမံခြင်းတို့စီမံလို့ရချင်မှလည်းရမှာလေကိုနဲ့သဘောတိုင်းတိုက်ဆိုင်ရင်မှတိုက်ဆိုင်မယ်ကိုကဘယ်ဆိုသူကညာလို့ချင်လို့နေပါလေကိုကညာဆိုသူဘယ်ချင်ဖြစ်ချင်ဖြစ်နေမှာဟုတ်တယ်မလားသူညံရှိသလားသူဆန်းလျှောက်သူလုံးမှာပဲလေအဲ့တော့ကိုလက်ကိုရှိဟုတ်ချင်မှာဟုတ်မှာဒါကိုအားမရလို့ချုပ်ပါတယ်ကွာကပ္ပိယတွေဆိုပြီးတော့ကိုကပတ်စံကင်မယ်ကိုတိုင်းဈေးသွားဝယ်မယ်ဆိုဝီနီးပြတ်ပြီပေါ့ဒီပေါ်မှာဦးဇင်းတို့သိခံရတယ်ကပ္ပိယရုံရပါမလားဒါသူ့အပိုင်းပဲလေကပ္ပိယမကြောက်လို့မဟုတ်တာလုပ်ရင်လည်းသူ့အပိုင်းပဲနော်ဝီနီးဖြတ်ဖို့အစီအစဉ်လုံးဝမရှိဘူးပြောချင်တာသဘောပေါက်တယ်နော်အဲ့တော့ကပ္ပိယမလိမ်မာလို့ဝီနီးဖြတ်ရတယ်ဆိုတာဦးဇင်းတို့လုံးဝဖြစ်မခံနိုင်ဘူးဒါသူ့အပိုင်းပဲနော်ကပ္ပိယမလိမ်မာတာကပ္ပိယအပိုင်းပဲဦးဇင်းတို့ဝီနီးရတော့ဘာကြောင့်မှဖြတ်မှာမဟုတ်ဘူးအဲ့ကြောင့်ဦးဇင်းတို့ကဘလို့အခြေအနေရောက်တို့ကဝီနီးတော်နဲ့အညီပဲသွားရမယ်တိခံရမယ်ခွင့်လို့ရမယ်နော်အဲ့တော့ယဟန်ရဲ့အရသာဟာတိခံမှုပဲယဟန်ရဲ့စွမ်းအားဟာတိခံမှုပဲအဲကြောင့်ဒီလိုတိခံမှုစွမ်းအားတွေရဖို့အတွက်ကဘာဝနာမပါဘဲနဲ့မရအောင်အဲကြောင့်ဒီကြောင့်လိုက်မှာပฏิပတ်မကင်းတဲ့ပရိယပုံစံသွားရတယ်အဲကြောင့်တရားထိုင်ပကြံတွင်မှာစัจ जा ဘုန်းကြီးတွေရောစာရင်းသားတွေရော၄ရက်လုံးတရားစခန်းပုံစံဖြစ်သွားတယ်လုံးဝစသင်စကြတွေနားမယ်တိုင်တေပဲဆွဲပြီးတော့တရားထိုင်ရတယ်တရားလျှောက်ရတယ်နေ့စဉ်လည်းပဲမနေ့တရားထိုင်ညတရားထိုင်လုပ်ရတယ်ဒီလိုပฏิပတ်တွေပါလို့ခန္တီစွမ်းအားတွေမြင့်တက်နေတာပဲနော်အဲကြောင့်ဦးဇင်းတို့အခက်ခဲတွေကိုတိခံခြင်းနဲ့ဖြတ်ကျော်မယ်တိခံခြင်းစွမ်းအားတွေမြင့်တင်ဖို့အတွက်ဘာဝနာလိုတယ်အဲကြောင့်ရိတ်တာမဟုတ်ဘူးစာသင်တိုင်းဆိုရင်လည်းပဲတရားပါကိုပါရတယ်နော်